Ya,
Dizami Tadiyami Dhanadrena Dizami Idrena Dhamana Paribhona Banati Bandavirami Dekhavarangamadirami Adena Dhanavirami Dekhavarangamadiramiအသက်အရွယ်အပြင်85နှစ်အရွယ်ရှိတဲ့တခါကြီးဦးတောင်းရဲ့မွေးနေ့ပွဲမှာဦးစင်းအနေနဲ့ရည်ရွယ်ထားတာဒီသူ့အလေးတွေနဲ့သူတော့ဆက်ဆက်ပြီးတော့ကြည်ထားတာဒါကြောင့်ဘာပဲဖြစ်ဖြစ်မွေးနေ့ဖြစ်သည့်အတွက်ဦးစင်းကတန်ဝေကတရားနေ့စဉ်ပွားလို့ဓမ္မကောင်းစဉ်ကိုအမည်ပေးထားတာပါတယ်တော့တန်ဝေကတရားနေ့စဉ်ပွားလို့ဒါကြောင့်သာသနာတက္ကရာသာသနာနှစ်2566ခု2566ခုဩဇာတက္ကရာ1384ခုရာသူလာဇန်4ရက်25ရက်12လ2022ခရစ်စမတ်နေ့တနင်္ဂနွေနေ့တခါကြီးဦးတောင်းရဲ့မွေးနေ့မှာ85နှစ်အရွယ်ရှိတဲ့ဝိဇာတမင်္ဂလာပွဲမှာဦးဇင်းနေနဲ့ရှင်မြင့်မဲ့တရားဘာတရားတဲ့တော့တန်ဝေကတရားနေ့စဉ်ပွားလို့နော်တန်ဝေကတရားနေ့စဉ်ပွားမှတ်မိရလားဒါကြောင့်တန်ဝေကတရားနေ့စဉ်ပွားဆိုတဲ့ဓမ္မကောင်းစဉ်လေးကိုမဟောကြားသိမည်ဓမ္မပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကိုမိမိတို့ရဲ့စိတ်ပါလက်ပါယင်တဲ့အသေးတွေကနေပြီးတော့နမောတတ3ကြိမ်ဖြင့်ဘုရားရှင်ကိုတော်မြတ်ကြီးကိုကြောကြအောင်စို့လို့နမောတတဘဂဝတောအတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောစေခွေယအယ၌ကိုမူရနှုတ်မူရတို့ဖြင့်မကောင်းမှုမှန်သမျှကိုပြုတော်မမူပြောတော်မူကြံစီတော်မူတတ်ပါပေထသောအရဟတော1500ကိလေသာပြုသောအတွင်ယံ1500ကိလေသာသည်သောအတွင်ယံမနတ်တို့စိန်သမနတ်တို့ဒေဝရတို့ဆိုတဲ့အပြင်ယံအတွင်ယံဤနှစ်တန်ကိုအကျွင်းကြမထားပဲဘယ်သူကိုမှအကူကြီးမခေါ်ပဲနဲ့ပါရမီဘုံဟုံတကိုးကုံတို့ဖြင့်ပေါင်းတော်မူနိုင်တော်မူတတ်တော်မူတတ်ပါပေထသောအရဟတောပဋိစ္စသမုပ္ပါဒံတရားတိဟုသောဇက်ရိုက်အကံကွယ်တို့ကိုချိုးပြဲခုတ်တွင်သုတ်တင်ချင်းလင်းတော်မူတတ်ပါပေထသောအရဟတောလူနာပြမတတ္တဝါအလုံးတို့ဤရှိခိုးရာပူဇော်ရာကိုယ်ကိုယ်ရာအစစ်ဖြစ်တော်မူတတ်ပါပေထသောအရဟတောလူနာပြမတတ္တဝါအလုံးတို့ဤပူဇော်အထုကိုခံယူတော်မူထိုက်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တတိစရာရှိသည်များတရားဥသောအလုံးစုံကိုအကုန်အစင်သိမြင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂတပြလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဘိုးကြီးများဝိနည်းကိုမသွေအတူသိစေတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တသင်္ကာရဝိကာရလက္ခဏာနိဗ္ဗာန်ပညာဥစွာသောမြေရငါတန်တရားမှန်ကိုဆရာမဲ့ဆိုမိမိအလိုလိုကိုယ်တော်တိုင်ထိုးထွင်း၍သိမြင်တော်မူတတ်ပါပေထသောဘဂဝါတောကာမရူပအရူပဟုဘဝသုံးပါးရင်ယထာ၌ပြည်သွားခြင်းလဲစေတတ်တဲ့ကာမတဏှာဘဝတဏှာဝိဘဝတဏှာတည်ဟူသောတဏှာသုံးတန်ကိုလည်းထွေဟန်စွန့်ပေတော်မူတတ်ပါပေထသောဘဂဝါတောဣန္ဒရိယဓမ္မယတတိတိကာမပယတာတိဟုသောဘုံတော်6ဆုံးဘဂကုံနှင့်လည်းပြည့်စုံတော်မူတတ်ပါပေထသောတတ္တတာတိတတ္တ
လာဘောအလာဘောစသည်ရှိတံလောကရန်တို့ကြောင့်ဖောက်ပြန်တုံးလုံးခြင်းမရှိဗဂတိတည်ငြိမ်သောတာတိကုံနှင့်ပြည့်စုံတော်မူသောထိုဘုံတော်၆ပါးတခင်တာပင်ညုဘုရားရှင်ကိုတော်မြတ်ကြီးအားအမကံကုသိုလ်ရာရေးစိတ်ကောင်းမွေး၍ဖြူဖွေးတရာစေတနာထက်သန်ကိုယ်ပိုင်ဉာဏ်ဖြင့်အဖန်ဖန်စဉ်းစားအကျိုးများအောင်ကြိုးစားဆောင်ရွက်နေကြကုန်သောတရားဝတရားနာမတမောအကျွန်ုပ်တို့ဤနမောကာယဝစီမနောရှိလျက်အင်းစလီညွတ်ကြိုးလက်အုပ်မိုး၍ခြီခိုးကြောရခြင်းသည်အတုဘဝတုကောင်းစွာမသွေဖြစ်ပါစေတည်းဝိနည်းများစွာတတ္တဝါတွေကိုမေတ္တာပို့ကြအောင်စို့လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်အေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်အေးကြပါစေငယ်ငယ်ကြီးကြီးမေတ္တာမီခရီးသာပါစေမေတ္တာပန်းကံမွေသင်္ချာရွှင်နိုင်ကြပါစေမေတ္တာကိုစီကဘာတီငြိမ်ပြီးတို့တွေဣဒေနာတစ္ဆဝိဇေနာဒုဂိတဟွန်တုသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့ဣဒေနာတစ္ဆဝိဇေနာဤသို့မင်္ဂစွာပို့လိုက်ရတဲ့မေတ္တာကုသိုလ်ကံစေနာတို့၏အစွမ်းတတိအနုဘောတော်ကိုပြောဆိုရတဲ့မင်္ဂစွာသစ္စာပြောဆိုရသောဝစီသစ္စာစကားကြောင့်ဒုဂိတာဟွန်တို့ကိုယ်စိတ်လန်းစွာစံဗမာတို့လှမ်းကအတူချမ်းသာတော်မူကြပါစေကုန်သတည်းတရားကောင်းစဉ်ရပါတယ်တော့တန်ဝေကတရားနေစဉ်ပွားတဲ့တန်ဝေကတရားနေစဉ်ပွားဆိုတန်ဝေကဆိုတဲ့ပါဠိစကားလေးကထိတ်လန့်ခြင်းထိတ်လန့်စေတတ်တဲ့အရာဝတ္ထုတန်ဝေကဝတ္ထုကတော့၈ပါးရှိဒီနေရာမှာမွေးနေ့ရှင်ဖြစ်တဲ့တရားကြီးဦးတောင်းအမှုမဲ့မှန်မဲ့ဆိုရင်မွေးနေ့မှာပျော်ပျော်ရွှင်ရွှင်ကျင်းပပါတယ်ရှင်ဘုရားကတန်ဝေကတရားနေစဉ်ပွားဆိုတော့မသိဘူးလားသိစရာလीနော်လူတိုင်းဟာတန်ဝေကဖြစ်နေရမှာတဲ့အဲ့ဒီတန်ဝေကမဖြစ်ခင်မှာမွေးနေ့ရဲ့အကြောင်းတရားလေးပေါ့မွေးနေ့မွေးရက်ကုသိုလ်ဆက်ကအသက်ခန္ဓာလွန်ကျမ်းမာ၍စည်းစိမ်ဥစ္စာဂုံရောင်ဖြာလျက်ပညာပြည်ဖြိုးဘုံကံတိုးသည်မွေးနေ့ကုသိုလ်အကျိုးတည်းမွေးနေ့ဆိုတာတဲ့အမိမွေးခဲ့တဲ့နေ့ကိုပထမဆုံးမွေးခဲ့တဲ့နေ့သာလျှင်မွေးနေ့အစီဟုတ်ရဲ့လားအခုကျင်းပနေတာမွေးနေ့ကိုအကြောင်းပြုလို့တင်စားပြီးတော့ဝိဇာတမင်္ဂလာမွေးနေ့ကိုအကြောင်းပြုပြီးပြောဆိုနေတာအိုပွဲပါတဲ့ဟုတ်ရဲ့လားမွေးနေ့ဆိုတာအိုပွဲပါမှန်စွာဉာဏ်ဖြင့်သိရမှာဆိုကြည့်လိုက်စမ်းပါမွေးနေ့ဆိုတာအိုပွဲပါမှန်စွာဉာဏ်ဖြင့်သိရမှာမွေးနေ့ဆိုတာအိုပွဲပါမှန်စွာဉာဏ်ဖြင့်သိရမှာမှတ်မိလားမွေးနေ့ဆိုတာအိုပွဲတဲ့အိုလာတဲ့ပွဲကိုပြောတာအို
လာတဲ့ပွဲကိုမြင်အောင်ကြည့်ရမှာနော်ဟာမွေးနေ့ဆိုပျော်ပျော်ရွှင်နဲ့စားလဲတောက်လဲသွားလိုက်လာလဲအကုန်လုံးဘာမှဘဝမှာအမှတ်တရမရှိဘူးဆိုရင်မွေးနေ့ဟာပျော်ပျော်ရွှင်ရွှင်လှုပ်သွားတယ်နဲ့ကိုယ့်ဘဝမှာဘာမှမှတ်သားစရာမကြံဘူးဆိုရင်အလကားပဲဟုတ်တယ်မလားဒါကြောင့်85နှစ်ပြည့်တဲ့တည်းမှာခုနဦးဇင်းရွတ်ပြတဲ့မွေးနေ့မွေးရကုသိုလ်ဆက်အသက်ရှည်တတ်သည်အသက်ရှည်မယ်ဘာဖြစ်လို့ရှင်ဗျာအသက်ရှည်မှာလဲခုနပရိသတ်တွေကိုစားစရာတွေနဲ့မဲခံဘူးလားအခမ်းကျွေးမွေးတယ်ခုနကျွေးမွေးတဲ့အကြောင်းတရားတွေတို့ခုနဆက်ဆက်တဲ့လှူဒါန်းတဲ့အကြောင်းတရားတွေတို့ဆိုဦးဇင်းတို့ဆိုင်ရင်ခုနနိဗ္ဗာန်စွာပူတော်ကောင်းသည်တွေမကောင်းဘူးလားအတန်လည်းကောင်းတယ်ကြပြားတွေလည်းရလိုက်တာမှနော်ဦးဇင်းနားထောင်ကြည့်နာလေဦးဇင်းတို့တဲ့တော်အတန်မကောင်းဘူးလားကောင်းပါလေဟုတ်လားအတန်ကောင်းတယ်နော်ဦးဇင်းတို့တဲ့ကိုရွတ်ဖြတ်ဖတ်နေလိုက်တာကြပြားတွေလင်္ကာတွေအချီချတွေနဲ့လေဦးဇင်းတို့ကတော့အတန်မရတော့ဒါကြီးမရွတ်နိုင်တာမန်ကြပြားလောက်တာမန်လင်္ကာလောက်ပဲလို့နော်ဒါကြောင့်မွေးနေမွေးရကုသိုလ်ဆက်အသက်ရှည်တတ်သည်အသက်ရှည်မယ်စီစဉ်ဥစ္စာတွေနဲ့ပြည့်စုံမယ်ဒါတွေကမွေးနေ့လှုပ်သည်ဖြစ်စေမလှုပ်သည်ဖြစ်စေကုသိုလ်ကောင်းမှုလူလှုပ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအသက်ရှည်ကြောင်းတရားစီးပွားဥစ္စာပြည့်စုံကြောင်းဒါတွေကလူတိုင်းမရနိုင်ဘူးလားရနိုင်တယ်လို့နော်မွေးနေ့ဆိုတာအိုပွဲပါမှန်စွာညာဖြင့်သိရမှာမှတ်မိလားဆိုကြည့်လိုက်စမ်းပါမွေးနေ့ဆိုတာအိုပွဲပါမှန်စွာညာဖြင့်သိရမှာမွေးနေ့ဆိုတာအိုပွဲပါမှန်စွာညာဖြင့်သိရမှာကောင်းမှုဆိုတာလူပြေမှာမှန်စွာပြုရမှာကောင်းမှုဆိုတာလူပြေမှာမှန်စွာပြုရမှာလင်္ကာလေးနှစ်ကြောင်းရလားပြန်ဆိုကြည့်လိုက်စမ်းမအောင်မွေးနေ့ဆိုတာအိုပွဲပါမှန်စွာညာဖြင့်သိရမှာကောင်းမှုဆိုတာလူပြေမှာမှန်စွာပြုရမှာအဲ့ဒီနောက်ဆုံးလင်္ကာလေးကိုအနှစ်ချုပ်ကြည့်လိုက်ကုသိုလ်ကောင်းမှုငရဲဒိဋ္ဌံပြိတ္တသူတကယ်ဆိုတဲ့အပယ်လေးပုံသားတွေမှာကုသိုလ်ကောင်းမှုပြုလို့မရဘူးဒါလေးကိုမြင်အောင်ကြည့်ရနော်တန်ဝေကဆိုတဲ့အဲ့ဒါမျိုးလေးတွေပြောတာလေဟုတ်လားငရဲပြည်မှာလည်းကုသိုလ်ကောင်းမှုလုပ်လို့မရဘူးမြင်တွေ့နေတဲ့ခွေးတွေနွားတွေကြက်တွေကြောင်နေတိရစ္ဆာန်လောကမှာလည်းကုသိုလ်ကောင်းမှုလုပ်လို့မရဘူးအပယ်လေးပုံသားတွေကုသိုလ်ကောင်းမှုလုပ်လို့မရဘူးအေးဒါကြောင့်အပယ်လေးပုံသားတွေကုသိုလ်ကောင်းမှုလုပ်လို့မရသလိုအဲ့ဒီတဲ့ကိုတဆင့်ကြော်ကြည့်လိုက်စတုမာတွေနတ်ပြည်မှာကုသိုလ်ကောင်းမှုလုပ်လို့မရဘူးတာဝရိန္ဒာဟောတယ်မလားနတ်ပြည်6ဓာတ်စတုမာတွေတာဝရိန္ဒာယာမတုတိတနေမနရတိနတ်ပြည်6ဓာတ်မှာကုသိုလ်ကောင်းမှုလုပ်လို့မရနိုင်ဘူးဟိုအထက်ဗျမပြည်20ကုသိုလ်ကောင်းမှုလုပ်လို့မရဘူးဒါကြောင့်30ပုံမှာကုသိုလ်ကောင်းမှုလုပ်လို့ရနိုင်တဲ့အခွင့်အရေးဟာဘယ်ပုံလဲလူဘုံဘယ်ပြည်လဲဆိုရင်လူပြည်မိမိတို့ရရှိထားတဲ့လူဘုံလူဌာနဟာအမတန်ကောင်းမြတ်တဲ့နေရာဌာနလို့ဟုတ်တယ်မလားလူပြည်မှာကောင်းမြတ်တဲ့နေရာဌာနဖြစ်သည့်အားလျော်စွာမိမိမှာလှုပ်တဲ့လှုပ်ထိုက်တဲ့အခွင့်အရေးတွေအများကြီးရှိတယ်မရှိဘူးလားအမျိုးသမီးတွေရောအမျိုးသားတွေရောအကုန်လုံးဘယ်ကုသိုလ်မဆိုလှုပ်လို့ရနိုင်တာဘယ်နေရာလဲလူပြည်ပဲရှိတယ်ဒါကြောင့်လင်္ကာလေးကပါတယ်တော့ကောင်းမှုဆိုတာလူပြည်မှာမှန်စွာပြုရမှာဒါနာကောင်းမှုဆိုလဲလူပြည်မှာပဲရနိုင်တယ်သီလဆောက်တည်ခြင်းလဲလူပြည်မှာပဲရနိုင်တယ်သမထဘာဝနာတွေပွားများခြင်းလဲလူပြည်မှာပဲရနိုင်တယ်အေးဒါကြောင့်အဲ့ဒါလေးကိုကြည်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့နေရာဌာနလူပြည်မှာဖြစ်သည့်အတွက်ငါတို့လူဘဝလူဌာနရောက်တဲ့အခါမှာငါတို့ကိုယ်ခွင့်ရေးကိုရအောင်ယူမေကိုမြင်အောင်ကြည့်ရမှာနော်ဟုတ်တယ်မလားဒါကိုတန်ဝေကလို့ပြောတာနော်အဲ့ဒီတစင်ဘယ်လိုကြည့်မလဲမိမိရရှိထားတဲ့ခန္ဓာကိုယ်ကြီးဟာပိုင်သလားဆိုင်သလားမပိုင်ဘူးနော်ဆိုင်တော့ခ
ခိတ္တခဏမဆိုင်ဘူးလားဆိုင်နေဟုတ်ဘူးလားပိုင်ခွင့်နဲ့ဆိုင်ခွင့်ဘယ်နှမျိုးလဲနှစ်မျိုးပိုင်ခွင့်နဲ့ဆိုင်ခွင့်နှစ်မျိုးမှာမိမိခန္ဓာကိုယ်ဆိုင်နေတဲ့အချိန်ခါမှာကိုပိုင်နိုင်တဲ့ဒါနကိုပိုင်ဖို့သီလကိုပိုင်ဖို့ဘာဝနာကိုပိုင်ဖို့ကိုယ့်ကိုလောရမှာဟုတ်လားဆိုင်တဲ့လောက်ကိုပိုင်အောင်လှုပ်သွားရမှာမိမိလျော်နေလို့မရဘူးနော်သဘောပေါက်လားမသိဘူးဦးဇင်းပြောတာအခုတရားနာနေတဲ့ပုံကိုယ်တွေဟာကိုယ့်ရဲ့အခွင့်အရေးကိုယ့်ရဲ့အသက်အရွယ်အပိုင်းခြားကိုကြည့်ပြီးတော့လက်ရှိဆိုင်နေတဲ့အခိုက်အတန့်လေးမှာဘယ်လိုကြီးဆိုင်နေသလဲမိမိရရှိထားတဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုဆိုင်ထားတယ်အဲ့ဒီယုံနာနှစ်ပါးခန္ဓာ၅ပါးယုံနာတရားနဲ့မိမိအိမ်မှာရှိတဲ့ပစ္စည်းအများစွာကိုရောမဆိုင်ဘူးလားပိုင်သလားမပိုင်ဘူးအခုဒီကနေ့နာနေတဲ့ဟာသာလင်းတရားသာလင်းပိုင်တာဒီကနေ့လှူတဲ့လှူဒန်းမှုအစုစုသာလင်းပိုင်တာသဘောပေါက်လားမသိနော်အေးဆိုင်ခွင့်နဲ့ပိုင်ခွင့်တော့ဒါကြောင့်ဒါတန်ဝေကဖြစ်အောင်ဆိုဒါမျိုးပြောတာနော်ငါအိမ်မှာငွေဘယ်လောက်ရှိတယ်ရွှေဘယ်လောက်ရှိတယ်ဘယ်ဥစ္စာဘယ်လောက်ရတယ်ဘာမှအစိုးမရဘူးနော်အရှင်မရဟုတ်ရဲ့လားလာကြည့်လေစကိုင်းဆိုရင်အစိုးမရဟုတ်တယ်မလားအကုန်လုံးရောက်ဟုတ်တယ်မလားဘာပဲဖြစ်ဖြစ်မိမိအိမ်မှာရှိတဲ့ပစ္စည်းဟာရန်သူမျိုး၅ပါးအဖြစ်စည်းမခံနိုင်ဘူးလားဖြစ်စည်းခံတဲ့ရန်သူမျိုး၅ပါးမဖြစ်စည်းသေးခင်မိမိဆိုင်နေတဲ့အခိုက်အတန့်လေးမှာဘာလုပ်မလဲပိုင်အောင်လုပ်ရမှာကိုယ့်အနေကိုပိုင်အောင်လုပ်ရမှာနော်ဦးဇင်းတို့လည်းဒီတိုင်းပဲကိုယ့်အတွက်ရန်လူတာယူနေလို့မရဘူးဒီဘဝလူတာယူနေရင်နောက်ဘဝမှာဘုန်းကြီးတော်ဖြစ်မှာမဟုတ်ဘုန်းကြီးလည်းလူမရတာပဲကုသိုလ်ကောင်းမှုဆိုတာလေညီသူပဲဖြစ်ဖြစ်အကုန်လုံးကုသိုလ်ကောင်းမှုလုပ်ရတာဘုန်းကြီးလူတာယူထိုင်စားအိတ်နေလို့မရဘူးလေညာတော့ပြင်ဘုန်းကြီးလည်းသူကနဲ့သူလှုပ်တင်လှုပ်တိုက်တဲ့ဘဝကိုမသေးဆုံးသေးခင်မှာခန္ဓာကိုယ်ဆိုင်နေတဲ့အခိုက်အတန့်လေးမှာပိုင်သွားအောင်ကိုယ့်ကိုလုပ်ရမှာဟုတ်တယ်နော်ဒီနေ့85နှစ်ပြည့်မွေးနေ့မှာပိုင်သလောက်မလုပ်ဘူးလားကိုပိုင်ဆိုင်အောင်မိသားစု9ယောက်ချင်း9ယောက်ကဆိုင်နေပေမဲ့လို့ကိုပိုင်အောင်ဘယ်သူလုပ်ရမှာတော့ကိုပဲလုပ်ရမှာသဘောပေါက်လားအတ္တကြီးအတ္တနောနာတော့မိမိသာလဲမိမိအဓိကပဲဟုတ်တယ်မလားမိမိသာလဲမိမိအဓိကဒါကြောင့်ဒီနေရာမှာကုသိုလ်ကောင်းမှုကလူပြည်လူလောကမှာလုံနိုင်တဲ့အခွင့်အရေးလုံနိုင်တဲ့အခွင့်အရေးအဲ့ဒီနောက်မှာသူကိုဟာတန်ဝေကဖြစ်ရမယ်ဆိုတာလူရဲလို့ဖြစ်လာတဲ့ဇာတိပဋိသန္ဓေနေခြင်းကစဘယ်မှာဆုံးတယ်လဲသိခြင်းမှာဆုံးတယ်ဟုတ်ရဲ့လားဇာတိဒုက္ခဇရာဒုက္ခဗျာတိဒုက္ခမရဏဒုက္ခဘယ်နှမျိုးလဲ၄မျိုးဇာတိဒုက္ခဇရာဒုက္ခဗျာတိဒုက္ခမရဏဒုက္ခအဲ့ဒါကိုဇာတိဇရာဗျာတိမရဏသဘောပေါက်လားဇာတိဆိုတဲ့ပဋိသန္ဓေတည်နေတဲ့အခိုက်အတန့်လေးကနေပြန်မွေးဖွားပြီဆိုရင်အမျိုးသမီးလေးလားအမျိုးသားလေးလားလို့ပြောတယ်လူတွေပျော်ရွှင်နေကြတာမလားဇာပိယဇာတိကိုပီတိလို့မဟောပဲနဲ့ဇာတိကိုဒုက္ခမွေးဖွားခြင်းဟာပျော်ရွှင်မှုသလားမွေးဖွားခြင်းဟာဆင်းရဲခြင်းပဲဇာတိဒုက္ခလူပြည်လူလောကမှာမွေးဖွားတယ်ဆိုတာပျော်ရွှင်မှုတွေကိုပေးနေတာလားဆင်းရဲမှုတွေကိုပေးနေတာလားဆင်းရဲမှုကိုပေးတာတကယ်တမ်းကျတော့တူကိုကဆင်းရဲမှုပေးတာကိုမြင်သလားမမြင်ဘူးနော်ယောက်ျားလေးမွေးတဲ့အမျိုးသမီးလေးမွေးတဲ့ဆိုရင်ဘဝမှာပျော်ရွှင်နေတာမလားငါဟာမိခင်တယောက်ဖြစ်လာပြီငါဟာဖခင်တယောက်ဖြစ်လာပြီလို့ဒီလိုလေးပီတိတွေဖြစ်နေတကယ်တမ်းရတာက तू ကဘာရတာဒုက္ခရတာဒီလိုမြင်အောင်ကြည့်ဖို့ပြောတာနော်ဟောအဲ့ဒီဇာတိဆိုတဲ့မွေးဖွားခြင်းရဲ့နောက်မှာအရှင်ဘုရားပေးလိုက်တဲ့ဘာတွေတုံးဒုက္ခတွေအိုခြင်းဒုက္ခတွေနာခြင်းဒုက္ခတွေသိခြင်းဒုက္ခတွေ
သူ့လက်ထဲပေးလိုက်တာအမေနဲ့အဖေကမပေးလိုက်ဘူးလားအမေနဲ့အဖေကမွေးလာတဲ့ကဟာယောက်ျားလေးဟဲ့မိန်းကလေးဟဲ့ဆိုငါသားငါသမီးဘာပေးမှလဲဟာပေးမှာပေါ့ဥခြင်းဒုက္ခနာခြင်းဒုက္ခသေခြင်းဒုက္ခမပေးဘူးလားပေးရမှာအော်တိုမက်တစ်ကိုကမပေးလေအလိုအလျောက်ကိုရနေတာမလားအေးဒါကြောင့်ဇာတိရဲ့မွေးဖွားခြင်းရဲ့နောက်မှာအဟံပိစရာဓမ္မောစရံအနတိတောအဟံပိငါလည်းပဲစရာဓမ္မောဥခြင်းသဘောတရားရှိတယ်စရံဥခြင်းသဘောတရားကိုအနတိတောဘယ်လူဘယ်နတ်ဘယ်တတ္တဝါမှမလွန်မြောက်နိုင်ပါပြီဥခြင်းတရားကိုလွန်မြောက်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဟုတ်တယ်မလားဒါကြောင့်ဥတဲ့ပုဂ္ဂိုလ်တွေကိုတွေ့လာတဲ့အခါမှာကိုယ့်ရဲ့ညံမျက်စိနဲ့तू ဟာအိုနေတာပါလားဟာသမီးတို့ကမအိုသေးဘူးအရွယ်တင်တယ်ဟာသားတို့ကမအိုသေးဘူးအရွယ်တင်တယ်မပြောဘူးလားအဲ့ဒါကိုယုပနမထလို့ခေါ်တယ်ငါဟာနုပြိုနေတယ်ဆိုရမှန်အဲ့ဒါမျိုးဖြစ်တာအိုခြင်းသဘောကိုသူတာအိုတာငါကမအိုပါဘူးလို့ပါဇက်ကရာပြောနေတာတကယ်တမ်းကျတော့မအိုပဲရလားမရဘူးအိုခြင်းသဘောတရားကိုမွေးဖွားပြီဆိုတဲ့အချိန်ကစပြီးတော့သူ့ဘောကိုပြေးလိုက်တာသဘောပေါက်လားအေးဒါကြောင့်အိုတဲ့လူကိုကြည့်ပြီးတော့ငါကလည်းအိုရမှာပါလားငါရဲ့အသက်ဟာဘယ်လောက်ရှိနေပြီဘယ်သူကဘယ်လောက်ရှိနေငါကမှ35နှစ်ရှိသေးတန်းတန်းမမပါမအိုသေးပါဘူးဒီလိုပြောရင်ယုပနမတာတဲ့အရွယ်ရဲ့မာနတက်နေတာတဲ့ပြောပါတယ်တချို့ကစကိုင်းဦးစင်းကအရွယ်တင်းတာစကိုင်းဦးစင်းဘယ်တင်မှာတော့ကိုသိတာဟုတ်လားအရှင်မြတ်ကမှ50ဆိုရင်အရှင်မြတ်35လောက်ရှိတာဘယ်သူတို့က35လောက်ကြာကိုသိရတယ်လीဟုတ်တယ်မလားသို့တော့အေးကွာဟုတ်တယ်35နှစ်စာမုံကျွေးအောင်မယ်ဘာကျွေးအောင်မယ်ဆိုရင်ယုပနမာနတက်တတ်တယ်ဟုတ်တယ်မလားအရွယ်တင်တယ်လို့ပြောတာအမြင်မှန်လားအမြင်မှားလားအမြင်မှားတယ်အချင်းခန္ဓာကိုယ်ကမနေနိုင်တော့ဘူးလीပြလာပြီစတာအရွယ်ဆိုတာဒါကြောင့်85နှစ်ဆိုတဲ့အရွယ်ဟာနေသလားဆိုရင်မနေဘူး85နှစ်မှာလပေါင်းဘယ်လောက်ရှိသွားပါတော့1020ရှိသွားပြီ85နှစ်မှာဒကာကြီးနေလာတဲ့လပေါင်းဘယ်လောက်လဲ1020ရက်ပေါင်းဘယ်လောက်ရှိသွားပြီလဲ3000နဲ့1020ရှိ3000 1025ရက်ရှိအခုလက်ရှိ85နှစ်မှာလပေါင်း1020ရက်ပေါင်း3000 1025ရက်အခုလက်ရှိနေတဲ့အတိုင်းတာမှာလေနာရီပေါင်းဘယ်လောက်ရှိပြီလို့တနေ့မှာ24နာရီတစ်လမှာရက်ပေါင်း30ဆိုတာအပြည့်အတွက်ခရစ်တက္ကရာနဲ့အတွက်ရက်ပေါင်း365ရက်နဲ့အပြည့်အတွက်မှနာရီပေါင်းဟာ9,34,400နာရီပေါင်းကိုယ့်ရဲ့85နှစ်သက်တမ်းမှာငါလာပေါင်း1000ကျော်ပြီဆိုရင်ငါလှူဒန်းတာတရား1000ကျော်သွားဗလားနိုင်ပေါင်းများစွာကြောင့်ဒီနိုင်ပေါင်းများစွာမပြတ်မလတ်ငါလှူဒန်းပြီးခဲ့ဗလားရက်ပေါင်းများစွာရှိတယ်ဒီရက်ပေါင်းများစွာမှာတစ်လမှာရက်ပေါင်း30မပြည့်ဘူးဆိုရင်29ရက်ဒီရက်မှာမအားမလတ်ငါကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးပြီလားကိုမေးရမှာသဘောပေါက်လားနော်တခါယူတောင်းတော့အသက်ကြီးတယ်တပည့်တော်တို့ကငယ်သေးတယ်ဖေရပါမလားမရဘူးတော့ဒါကြောင့်အိုခြင်းတရားဟာဘယ်သူလွန်ဆန်နိုင်တယ်လဲဘယ်သူမှမလွန်ဆန်နိုင်ဘူးဒါကြောင့်ကိုအိုရမှာဆိုတာအမြဲတမ်းနှလုံးသွင်းရမယ်တဲ့နော်အသက်20အစိတ်ကဟာငါရွယ်တင်းတယ်ငါတသားမွေတသွေးလှတယ်ဘယ်လိုပဲချမ်းသာဆိုတာအမြင်မှားလားအမြင်မှန်လားဆိုရင်အမြင်မှားအမြင်မမှားဖို့အရေးကြီးတယ်ဟုတ်တယ်မလားဆိုလိုက်စမ်းပါအိုဖို့ရလားတို့ခန္ဓာအိုရာသူအလုံးမအိုခင်မှာကုသိုလ်ချအဲ့ဒါကိုအလုံးအိုဖို့ရလားတို့ခန္ဓာ
ဩရာသူအလောမအိုခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလောဆိုကြည်စမ်းမှာအိုဖို့ရလားဒုက္ခန္တာဩရာသူအလောမအိုခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလောအိုဖို့ရလားဒုက္ခန္တာဩရာသူအလောမအိုခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလောမှန်ရလားသိမှန်တာလို့နော်မအိုတဲ့လူတယောက်မှမရှိဘူးဒါကြောင့်မိုးကင်းစကြမှာဘာလုပ်ရမလဲကုသိုလ်ရှာရမယ်တဲ့ကိုယ့်ဘဝအတွက်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်မေတ္တာဘာဝနာကုသိုလ်ဘက်ပေါင်းစုံဘက်ကနေပြီးတော့ကုသိုလ်ကောင်းမှုရအောင်စုရမယ်တဲ့နော်ဒါလေးလင်္ကာလေးတွေရရင်ဟောအကျိုးသိမ့်နှက်တာကိုပါဇာတဲ့ရနေတယ်ဆိုရင်လေဟုတ်မလားကိုဖို့ရလားဒုခန္ဓာဩရာသူအလောမှန်ရလားခန္ဓာကိုယ်ကြီးอ่ะဒီခန္ဓာကိုယ်ကြီးတိဆောက်လာတဲ့အခါမှာလူတိုင်းဟာအကုသိုလ်စုတာရဲ့ကုသိုလ်စုတာရဲ့ပစ္စည်းစုတာရဲ့ခန္ဓာစုတာရဲ့ဘယ်နှမျိုးလဲ၄မျိုးအိုနေတဲ့အချိန်ခါမှာမအိုခင်မွေးလာတဲ့အချိန်ကအရွယ်ရောက်ခြင်းကစပြီးတော့ခန္ဓာကိုယ်မှာဘယ်နှမျိုးစုလဲအကုသိုလ်လဲစုတယ်ကုသိုလ်လဲစုတယ်ရွှေငွေယရနာကြောက်တံပရမလဲစုတယ်ခန္ဓာအတွက်လဲစုတယ်အကုသိုလ်စုတယ်ဆိုတာဘဝဒီဘဝအတွက်နောင်ဘဝအတွက်စိတ်ဆင်းရဲမှုကိုဖြစ်စေတယ်အကုသိုလ်စုရင်ကုသိုလ်များစုရင်ဒီဘဝအတွက်နောင်ဘဝအတွက်ဘဝအဆက်ဆက်နိဗ္ဗာန်ရောက်သည့်အတွက်အကျိုးပြုတယ်ခန္ဓာစုတယ်ဆိုရင်ခန္ဓာစုတာရှင်များဘယ်လိုစုတာလဲအစာကောင်းကောင်းစားမယ်သဘောပေါက်လားဒီခဲ့တဲ့ဘက်ပေါင်းစုံဘယ်နေရာပါဟဲ့ဆိုအစာမျိုးစုံမစားဘူးတဲ့အစာစားတွေမျိုးစုံစားလိုက်ဟာငါခန္ဓာဝါလာပြီဟာငါခန္ဓာပိန်သွားတယ်ဘာစည်းတောက်လိုက်မယ်ကြည့်မကောင်းဘူးဝါလွန်အားကြီးတယ်တွေးကြစည်းတောက်အောင်မပြောဘူးလားခန္ဓာကိုယ်ကြည့်မကောင်းဘူးခန္ဓာကိုယ်သူကသူစုလဲစုတယ်သူကသူပြုတ်ပြင်တယ်သို့တော်ပြုတ်ပြင်တော်လဲပဲခန္ဓာကိုယ်စုသလောက်ခန္ဓာကိုယ်ကြီးကလိုက်သလားမလိုက်ဘူးဟိုပိန်တဲ့လူကဝါသွားလိုက်ဝါရင်တဲ့လူကပိန်သွားလိုက်ခန္ဓာကိုယ်ရဲ့ဆန္ဒလေမဖြစ်ဘူးလားကိုယ်တွေ့လားကိုယ်တွေ့နော်အေးများတော့ခန္ဓာကိုယ်ကဒါကြောင့်အကုသိုလ်စုတာရဲ့ကုသိုလ်စုတာရဲ့ခန္ဓာစုတာရဲ့ဥစ္စာစုတာရဲ့ဥစ္စာကိုမစုဘူးလားစုတာမှသူကိုအကုန်လုံးသိတတ်တဲ့အချိန်ကရွေရစပြီးတော့အိမ်မှာရှိတဲ့သားသမီးတွေဆိုရင်လည်းအမေမသိအောင်အဖေမသိအောင်မစုဘူးလားစုရတယ်ဟောလင်းနဲ့မယားဆိုရင်လည်းလင်းသိအောင်စုတယ်လင်းမသိအောင်စုတယ်မယားတော့ယောက်ျားလည်းမယားသိအောင်စုတယ်မယားမသိအောင်ဆိုမစုဘူးလားစုတယ်မြသူတို့အားလုံးဟာတဘွားစာပဲဟုတ်ရလားတဘွားစာအဲ့ဒီတဘွားစာဘာနဲ့ဖြုံးမလဲအကုသိုလ်နဲ့ကုသိုလ်နှစ်မျိုးဖြုံးတယ်သဘောပေါက်လားမအိုခင်မှာဖြုံးတာကိုပြောတာနော်ဟုတ်လားလက်တွေ့လားကိုတွေ့လားဆိုကိုတွေ့တွေကြီးပဲဟုတ်တယ်မလားအကုသိုလ်လဲစုတယ်ကာယကံအကုသိုလ်ဝစီကံအကုသိုလ်မနောကံအကုသိုလ်မစုလားအေးအဲ့ဒီနောက်ကပြန်ကြည့်ရင်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံမစုလားစုတယ်ခန္ဓာကြတော့ရူပခန္ဓာရုပ်ကလေးလှအောင်အမျိုးမျိုးပြုတ်ပြင်လိုက်တာဟုတ်တယ်လားဆပင်ဖြူနေရင်လဲဆေးဆိုးလိုက်ပါခွက်နေရင်လဲဓာတ်ခွဲပြီးတော့ချုပ်နေတာဒီခစ်ကြီးထဲမှာလေမလုပ်ဘူးလားနော်နောက်ဆုံးကအိုလို့ဆိုပြီးတော့အိုသွေးတွေထုတ်ခန္ဓာကိုယ်ရဲ့လူတွေကိုဘယ်ပေါင်းဆိုရတဲ့သွေးနဲ့သွင်းရလာနောက်ဆုံးတော့မရဘူးလို့နော်ခန္ဓာကိုယ်စုတာအဲ့ဒီခန္ဓာကိုယ်ဆိုမိမိကိုမိမိစုတဲ့ပစ္စည်းကလည်းတဘဝတဏ္ဍစာမှုဘွဲနဲ့တန်တရာအတွက်ဖြစ်အောင်ကုသိုလ်လုံးမှရတယ်တဲ့သဘောပေါက်လားစုတဲ့ငွေကြီးတဏ္ဍစုတဲ့ဥစ္စာသည်ကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးသုံးတဲ့နေရာမှာဘယ်ဘက်ကိုအာသာပြီးသုံးမလဲကုသိုလ်ဘက်ကိုအာသာပြီးသုံးရမယ်
ဒါလည်းလူပြင်းမှာလှုပ်လို့ရတယ်နော်လူပြင်းမဟုတ်ရင်လှုပ်လို့မရဟောတရားဟောနေတဲ့ပုံကိုယ်တွေတရားနာနေတဲ့ပုံကိုယ်တွေဘယ်ပြင်းမှာလဲလူပြင်းမှာမနုဿတ္တဘာဝဒုံလဘောရခဲ့တဲ့ဘဝကြီးဘာဖြစ်တာလဲရနေတာလို့သဘောပေါက်လားဒါကြောင့်ဆိုလိုက်ပါအိုဘိုးရလားဒုက္ခန္တာအိုရာသူအလောမအိုခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလောဆိုလိုက်စမ်းပါဒုက္ခန္တာအိုရာသူအလောမအိုခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလောရအောင်ဆိုနေရမယ်ကိန်းရှင်ဟုတ်လားရအောင်တိုင်ပြီးနေတော့ရသွားတော့ပါတယ်နော်တဏှာကြော်လဲဘာမှတော့မဖြစ်တော့ပါဟုတ်လားသူကနဲ့သူအံဝင်ကြလေးမှတ်မိအောင်တန်ဝေကဖြစ်ပေါ်အောင်ပြောတာနော်တန်ဝေကဖြစ်ပေါ်တကယ်ဒုက္ခရောက်မှတန်ဝေကဆိုတာမြင်တာဦးဇင်းတို့ဆိုတာမသိတာလေးကလွတ်ခဲ့ပြီရေချိုးမတာ၃ကဒီမှာဒီနှကမ်းမှာဝက်ချံပေါလို့ညှစ်လိုက်တာနှကမ်းဆိုလို့ရှိရင်၃လဆုံးမစားနိုင်ဘူးဒါဘယ်သူမှမသိကို့အမေနဲ့အဖေတောင်မသိဘူးမိတ်ကြိတ်ပြီးတော့ကိုယ့်အကူခံစားရတာကိုဘွားကိုယ့်အနေကိုခံစားကိုယ့်အနေကိုသိပြီဆိုမှအော်နောက်ဆုံးဘယ်လိုတွေများဖြစ်လာတော့ဆိုအကုန်လုံးစွန့်ခွာပြီးတော့တောတောင်တို့ထွက်ချင်စိတ်ပေါက်လောင်စိတ်ထဲမှာဖြစ်ဘယ်နေရာသွားမှမသိတန်ဝေကတကယ်မြင်အောင်ကြည့်ရင်လေလူရလူလောကရဲ့နေရာဌာနကြောက်စရာအမတန်ကောင်းတယ်ဆိုတဲ့အကြောင်းလေးတွေလေအိုခြင်းတရားနာခြင်းတွေ့ကြုံလာပြီဆိုရင်ပြောတာဒါကြောင့်အဲ့ဒါမျိုးတွေ့ကြုံရလဲကိုယ့်ရဲ့ဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်ပါလို့နော်တိုင်ပေးလိုက်ဆိုလိုက်တိုင်ပေးလိုက်ဆိုလိုက်ဆိုအိမ်လဲရောက်ပျောက်လိုက်ဆိုရင်မမှတ်မိတော့ဘူးဟုတ်လားအဲ့လိုဆိုတော့ဟိုဘာပဲဖြစ်ဖြစ်အော်ငါခန္ဓာဟာဥလာတာပါလားလို့ဒီလိုလေးမြင်နေဆိုရင်ဝတော်တော်အသိဉာဏ်ရပြီလို့နော်ဟာငါမို့သေးဘူးငါလှတော့မယ်ပါတော့မယ်ဘာညာဆိုရင်အမြင်မှန်လားအမြင်မှားလားဆိုရင်အမြင်မှားလို့မှတ်မိလားဒါကြောင့်အိုခြင်းရဲ့နောက်မှာဒါကြောင့်အိုတဲ့အချိန်ခါမှာငွေဖွာလာတဲ့အချိန်ခါကစပြီးတော့အိုရင်အတိုင်းတာမှာကိုယ့်ရဲ့ကုသိုလ်ကောင်းမှုရအောင်ပြုစုပါတဲ့နော်အပကံဇီဝိတမချံစရာဗျာတိဇာမတ္တတိအပကံဇီဝိတမချံငါဤဇီဝိတအတ္တတိအပကံလူပြေလူလောကမှာနေဖို့ရထိုင်ဖို့ရသွားဖို့ရလာဖို့ရစားဖို့ရအိပ်ဖို့ရနဲ့ဒါနကောင်းမှုပြုလို့ဖို့ရသီလကောင်းမှုပြုလို့ရဘာဝနာကောင်းမှုပြုလို့ဖို့ရအချိန်ကာလအပြင်နည်းနေပါပြီတဲ့လူပြေလူလောကအသက်အရွယ်အပြင်တခါကြီးဥတောင်းဟာ85နှစ်ဆိုတာ100ပြည့်ဖို့15နှစ်လို့ဟုတ်ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်ပြီးခဲ့တဲ့နှစ်တွေအတိုင်းတာနဲ့လက်ရှိ100ပြည့်ဖို့နေရမယ်အတိုင်းတာဘယ်ဟာများတယ်လဲပြီးခဲ့တာတွေကများပြီဟုတ်တယ်နော်နေဖို့100ပြည့်ဖို့နေဖို့ထိုင်ဖို့ဘယ်နှစ်ကြံလဲ15နှစ်ကြံသေးတယ်နော်ဦးစင်းကိုဘေးတင်ဆရာတယောက်ကဟောထားတယ်ဥပစရာတဲ့တက်တန်း60ပဲနေရမယ်တဲ့ဘေးတင်ဆရာတယောက်ကဟောတယ်ဒါကိုလည်းကိုယ့်ကိုတွက်ချက်ကြည့်လိုက်တာပေါ့အော်ဟုတ်တော့ဟုတ်သားပဲလို့တွက်ကြည့်လိုက်တာနော်ဒါလို့ရှင်ဗျာ52နှစ်ဆိုနောက်ထပ်ဘယ်နှစ်ကြံ8နှစ်ပဲဒါမှမဟုတ်ကိုယ့်ကိုတွေးတယ်ငါဘာယူသွားမလဲငါသိရင်ဘာယူသွားမလဲငါသိရင်ဘာတွေထားခဲ့မလဲဒါကိုယ့်ကိုတွေးတာဦးစင်တွေးတယ်လို့တရားနာပရိသတ်လဲမတွေးသင့်ဘူးလားတွေးသင့်တယ်ခုနကြိုက်ကောဓာလီများဆေးဆိုင်ကြိုက်ကောမှာအဲ့ဒီဓာလီများဆေးဆိုင်ရဲ့တာကကြက်ခါဝိုင်းမှာဦးစင်ချင်နေတာဓာလီများဆေးဆိုင်ရဲ့ဘေးရင်ဆရာဥပစရာတက်တန်း60ပဲနေရမယ်တဲ့အသက်29နှစ်တော့ဟောတာတက်တန်း60နေရမှာဖြစ်သေးတယ်ရှင်မရလူပြေလူလောကကိုပျော်ဖို့မစင်းစားပါနဲ့တဲ့သူကတရားပြတယ်လူပြေလူလောကကိုပျော်ဖို့မစင်းစားနဲ့အရှင်မြတ်သာသနာ့မှာပျော်ပျော်လေးနေပြီးတော့ရအောင်ယူပါတဲ့တက်တန်း60ပဲနေရမှာတဲ့ရှင်ဘုရားကနော်အဲ့လိုဆိုသူပြောတဲ့တန်ကိုကလည်းကိုသိတဲ့တက်တဲ့အတတ်ပညာနဲ့တွက်ချက်ကြည့်လိုက်တော့တုံညာကျွင်းနေတယ်ဟောတက်တန်း60ဒါပေမဲ့လို့ဖယားဟောတာကုသိုလ်ကောင်းမှုတွေပြုလို့ရင်အသက်ရှည်ချောင်းတရားဆိုတာရှိတယ်မရှိဘူးလားရှိတယ်အသက်ရှည်ချောင်းတရားကိုအသက်ရှည်အောင်နေလို့ပြုပြင်လို့ရတယ်သိခြင်းတရားကိုပြုပြင်လို့မရဘူး
ဒါဆိုရှင်များအသက်60နေရမယ်ဆိုရင်10နှစ်ပဲကျန်စိတ်ဆင်းရဲနေလို့ဟုတ်တယ်မလားစိတ်ဆင်းရဲနေလို့ဖြစ်ပါမလားမဖြစ်တော့ဘူးဖြစ်လို့မရဘူးဟုတ်တယ်မလားကိုတတ်နေတာလှုပ်တယ်ကိုတတ်နေတာငါဘာလှုပ်မလဲအဟောင်ပြုတ်ပြန်ရမယ်မကောင်းတဲ့လမ်းနေပြင်ရမယ်အဲ့ဒါကြောင့်စကိုင်းတားလို့အဟောင်းနေဦးစင်းကြောင်းဝင်နေမှာဆိုအဟောင်းမရှိတော့အစ်စ်ကြီးပဲလေကားတွေပြင်းတယ်လေကားဟောင်းနေပြင်းတယ်ရေကားဟောင်းနေပြင်းတယ်ကြောင်းဟောင်းနေလိုက်ကိုတက်နေတာထည့်ပြင်းတယ်အဟောင်းပြုတ်ပြင်ရေစေးဆေးကြောင်းအဟောင်းပြုတ်ပြင်လည်းဘာဖြစ်လဲအစ်စ်ဖြစ်တယ်ကုသိုလ်ဆက်လို့ရှိရင်အသက်ဆိုတာရှိတယ်ဒါပေမဲ့လို့ကံတရားမပြောနိုင်သေးဘူးဟုတ်တယ်မလားဟုတ်မဟုတ်စောင့်ကြည့်ရမှာနော်ပြောပဲတော့ပေါက်လားတခါကြီး85နှစ်ဆိုပြောစရာတောင်ကောင်းသည်ဦးစင်းတို့60ဆိုရင်နောက်တော့ဘယ်နှစ်ကျန်တော့10နှစ်ပဲကျန်တော့တယ်ဟုတ်တယ်မလားလမ်းသွားရင်လည်းကိုတတ်နိုင်တဲ့နေရာလေးတွေအတိုင်းတာလေးနဲ့လောက်ရတာပေါ့လေအခု52နှစ်ဆိုတော့နောက်တော့10နှစ်ပဲကျန်တော့တယ်တက်တန်း60ဆိုရင်ကိုလည်းတွေ့တယ်ငါ59နှစ်ထဲရောက်တယ်ဆိုရင်ငါလှုပ်တဲ့နဲ့လှုပ်တယ်အသင်အထိုက်တာလှုပ်ရမယ်ဒါကိုတွေးတာကိုတွေးရတာဟုတ်လားအသက်60ကျော်လို့နေရရင်လည်းပြည်သားနဲ့တွေ့အောင်ပါပဲဟုတ်လားမလားအခုကစရာတက်တန်း60နဲ့ဆုံးသွားပြီဆိုရင်တော့မတွေ့ရတော့ဘောဟုတ်တယ်မလားစကိုင်းဦးစင်းကဘဝတစ်ခုဏီကုန်းချုပ်သွားပြီဟုတ်တယ်မလားဒါပေမဲ့လို့စကိုင်းဦးစင်းရဲ့တူကဒကာကြီးဦးမျိုးအောင်တို့ရဟန်းခန္ဓာဆိုတော့စကိုင်းမျိုးဆက်ကတော့မပြတ်ပါဘူးနော်စကိုင်းဦးစင်းတွေ့တာငါရဲ့စကိုင်းမျိုးဆက်တည်ငါသွားလျာလာလျာဌာနမှာငါရဲ့ရဟန်းဖြစ်ရမွေးရဌာနမှာငါသိရင်ပြတ်ပြီလို့ဟိုဘက်မှာဒီတွတ်တရားဟောတယ်ဆက်ဆက်မိတယ်ဘယ်ရှင်ဘယ်ကာလဘလို့ပေါ်မယ်တော့မသိသေးဘူးခုချိန်ဒီတော့မပေါ်သေးဘူးဆိုတော့မနစ်ကစိတ်ကူးတဲ့အကြံစီလေးဒီနှစ်ပြည့်သွားတယ်ဒကာကြီးဦးမျိုးအောင်တို့ဒေါခင်အေးမြင့်တို့ကဦးစင်းတူကိုရဟန်းခံပေးလိုက်တော့စကိုင်းမျိုးဆက်ပြတ်လာဆိုရင်ပြတ်မသွားဘူးအေးရှေ့ဆက်ပြီးတော့လိမ္မာတာမိုက်တာဆိုတာတော့သူပိုင်ဟုတ်တယ်မလားဒါဦးစင်းသေးသွားပြီဆိုရင်ပြောတာပေါ့နော်ဦးစင်းသေးသွားပြီဆိုရင်တော့အကယ်၍နောက်ထပ်10နှစ်မဲ့ဥပစရသေးတယ်မသေးဘူးဆိုတာနားဆွင့်ရမှာပေါ့ဟုတ်တယ်မလားနားဆွင့်ပြီးနားထောင်နေရမှာဟုတ်တယ်မလားဒါလို့တက်တန်း60မှာဆုံးမယ်လို့ဘီရင်စရာဟောတာဒါကြောင့်ဒကာကြီးတို့အနေနဲ့85နှစ်ဆိုတာပျော်စရာကောင်းတယ်ဆိုတဲ့အကြောင်းနော်ပျော်စရာကောင်းတယ်လို့ဘဝမှာနေထိုင်တဲ့အခွင့်အရေးမှာရအောင်ယူဖို့ပြောတာလို့နော်ဒါကြောင့်အိုခြင်းတရားကိုသူကိုမြင်အောင်ကြည့်ပြီးဆိုရင်နာခြင်းတရားကိုမြင်အောင်ကြည့်ရမယ်သဘောပေါက်လားအဟံဘိဇရာဟံဘိဗျာဒိဘိအဟံဘိဗျာတိဓမ္မောဗျာဒိအနာတိတောအဟံဘိငါလည်းပဲဗျာတိဓမ္မောနာရခြင်းသဘောရှိဗျာဒိနာရခြင်းသဘောကိုအနာတိတောဘယ်သူဘယ်လူဘယ်နဘယ်တတ္တဝါမှမလွန်မြောက်နိုင်ပါပေတဲ့နာခြင်းတရားကိုဘယ်သူလွန်မြောက်နိုင်သလဲဘယ်လူများမလွန်မြောက်နိုင်ဘူးလို့နော်ဒါကြောင့်ဖရာယန္တာပိစေကဗုဒ္ဓဒီတောင်မှနာရသေးတယ်ဆိုရင်ကိလေသာအပြည့်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေကတော့ပြောစရာကိုမလိုဘူးလို့သဘောပေါက်လားဒါကြောင့်ဆိုလိုက်ပါအိုဘိုးနာဘိုးရလားဒုက္ခန္တာနာရာသူအလောမနာခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလုံးနာဖို့ရလားဒုက္ခန္တာနာရာသူအလုံးမနာခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလုံးဆိုကြည်စမ်းမနာဖို့ရလားဒုက္ခန္တာနာရာသူအလုံးမနာခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလုံးသဘောပေါက်နော်ဒါလေးညံတဲ့ကိုထင်အောင်ကြည့်ပြီးတော့ရွတ်ကြည့်လိုက်ကိုယ့်အကိုစိတ်ထဲကိုလေအမြဲတမ်းလေးဦးစင်းကတော့ရွတ်တယ်ကိုလည်းရွတ်တာပေါ့လေဒါလေးရွတ်ရင်အမြဲတမ်းငါအိုနေတာပါလားအိုခြင်းရဲ့နောက်မှာဘာဖြစ်နေသလဲနာနေပြီမနာဘူးလားနာရာမခါနာဒူနာခေါင်းကိုင်းနာနဲ့ခါနာဒူနာခေါင်းကိုင်းနာနဲ့ဝမ်းတွင်မကောင်းပြင်မကောင်းအောင်ဗျာတိခေါ်ညမိစာများသည်၎င်းတဲ့
ခါနာတဲ့ဒူနာတဲ့ခေါင်းကိုက်တဲ့စကြောတက်တဲ့အဲ့ဒါဘာသဘောတွေလဲနာခြင်းသဘောတွေဘာသဘောတွေလဲနာခြင်းသဘောတွေလို့နော်ခါနာလိုက်တာဒူနာလိုက်တာဘယ်လိုပဲချမ်းသာစေးစားလို့တော့တခဏမပြောက်ဘူးလားပြောက်တယ်လို့နော်ဒါတော့စေအာနိသင်ပြီးတော့ပြန်နာလာတာပဲလို့နော်ပူခြင်းသဘောရဲ့နာခြင်းသဘောရဲ့နောက်ဆုံးကပေခြင်းသဘောရှိတယ်အဟံဘိမရဏဓမ္မောဘိအဟံဘိမရဏဓမ္မောမရဏအနာတိတောအဟံဘိငါလည်းပဲမရဏဓမ္မောသေရခြင်းသဘောရှိမရဏသေရခြင်းသဘောကိုအနာတိတောဘယ်လူဘယ်နဘယ်တတ္တဝါမှမလွန်မြောက်နိုင်ပါပေတဗ္ဗညုတဉာဏ်ချင်းဖရာရှင်ကိုတော်မြတ်ကြီးတော်ပရိနိဗ္ဗာန်စံရသေးတယ်ဆိုရင်85နှစ်အရွယ်ရှိတဲ့ဒါယကာကြီးတွေအသက်ငယ်တဲ့ပုဂ္ဂိုလ်တွေရောသေရခြင်းသဘောမရှိဘူးလားရှိတယ်သေခြင်းသဘောရှိတယ်တရားဟောတဲ့ပုဂ္ဂိုလ်လည်းသေရမှာပဲမသေရဘူးလားသေမျိုးကမွေးလို့သေရတာဟုတ်တယ်မို့လားအိုးတဲ့မျိုးကမွေးလို့အိုရတာနာတဲ့မျိုးကမွေးလို့နာရတာသေတဲ့မျိုးကမွေးလို့သေရတာသေဖို့ရလားဒုက္ခန္တာသေရာသူအလောမသေးခင်မှာကုသိုလ်ချအဲ့ဒါကိုအလောသေဖို့ရလားဒုက္ခန္တာသေရာသူအလောမသေးခင်မှာကုသိုလ်ချအဲ့ဒါကိုအလောအဲ့ဒီအိုခြင်းတရားရဲ့နာခြင်းတရားရဲ့သိခြင်းတရားရဲ့ကိုယ့်ရဲ့ဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်ရမယ်ဟုတ်ရဲ့လားဒါကြောင့်ဒကာကြီးအသက်85နှစ်မြတ်စွာဘုရားရဲ့အသက်အပိုင်းခြားနဲ့ကြည့်တော့မြတ်စွာဘုရားအနေနဲ့ကတော့တက်တော်80နေသွားတယ်အခုအသက်က85နှစ်ဆိုတော့တက်တရားတန်းမှာ85နှစ်နေရတာမပျော်ဘူးလားပျော်တယ်လို့နော်အဲ့ဒါလို့ပျော်တယ်လို့ဘဝအတွက်ကိုပြုထားတာတွေရှိခဲ့တယ်ကိုသေဖို့အတွက်ကောမပျော်နိုင်ဘူးလားပျော်နိုင်တယ်လို့နော်ခန္ဓာကိုယ်တွင်းထဲမှာကုသိုလ်ကောင်းမှုတွေများအောင်ထားရင်သိရမှာမကြောက်ဘူးတဲ့နော်ဒါနံသီလံပရိစ္ဆာကံဧဇောမတ္တောတပံဧကောဓာအဝိဟိန္ဒင်္စခန္တိဉ္စအဝိရောဒနာဒါနာနဲ့သည်မြတ်တိချာမကြီးပဲချွင်ကြီးလူယို့ကုသိုလ်ဒါနာမျိုးကိုအတ္တနိမိမိ၌အတ္တနိမိမိခန္ဓာကိုယ်တွင်၌တံပတ္တံတံပတ္တံတော်ကောင်းစွာအသင်တွေ့မြင်ရသည်ဖြစ်၍ပရာလောကတမလွန်ရေနောင်ကဘေးကိုနာဘာယေမျော်တွေးထောက်စား၍မကြောက်ရပါတည်းခန္ဓာကိုယ်ထဲမှာကုသိုလ်ကောင်းမှုတွေများအောင်ထားရင်ကြောက်เสียမလိုဘူးသိရဲတယ်လို့နော်နေရဲတယ်သိရဲတယ်ဟုတ်တယ်သို့တော့ပုရုဇဉ်လူသားတွေရဲ့အနေနဲ့သိမှမကြောက်ဘူးလားကြောက်တယ်သိမှမကြောက်ဘူးလားကြောက်တယ်ကြောက်တာပေါ့အရှင်ဘုရားမကြောက်ဘူးလားကြောက်တာပဲသို့တော့မကြောက်အောင်ကိုယ့်အကူဘာလို့ရမလဲရင်ဆိုင်ရမယ်ဟုတ်တယ်မလားဘုဇင်ပြောပြီးပဲတက်တန်း60ဆိုရင်ဘယ်နှစ်နှစ်လဲရှင်းနေပဲဟုတ်တယ်မလားတောက်တွန်းလာမလဲဘယ်လိုတွန်းလာမလဲသေးတာကိုတွန်းလာလို့မရဘူးဟုတ်တယ်မလားသေးတာကိုတွန်းလာလို့မရဘူးသေရဲအောင်လုပ်ရမယ်ဟုတ်တယ်နော်သေရဲအောင်ဆွဲလန်းမှုတွေကိုဖျောက်ရမယ်တတ်နိုင်တဲ့ဘက်ကအသက်ကြီးလာရင်ဆွဲလန်းမှုကိုများဖျောက်ရမယ်စိတ်ဆင်းရဲမှုများထားရင်ဆွဲလန်းမှုတွေများရင်ဒုက္ခဖြစ်တယ်မဖြစ်ဘူးလားဒါကြောင့်85နှစ်အတိုင်းအတာမှာကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအသိဆုံးပဲဟုတ်လားတရားနာပရိသတ်ပေါင်းသိဖို့အတွက်ကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုဟာကိုအသိဆုံးကိုသိရမှာနော်ကိုသိရမှာသူများသိဖို့တဲ့ကိုသိရမှာအိုရာရဲ့နာရာရဲ့သိရာရဲ့ဆိုတဲ့တရားသုံးမျိုးဟာညီသူမဆိုအကုန်လုံးရင်ဆိုင်ရမှာဖြစ်သည့်အတွက်ကြောက်เสียလို့တွေးနေလို့ရပါမလားမရဘူးသူ့ရဲ့သဘာဝတရားရှိနေတာကိုငါကောင်းမွန်နဲ့ဘဝရုန်းကန်ဖို့ဆိုတဲ့အမျှော်မြင်လေးထားပြီးတော့
ကိုကစုရမယ်ဒါနကိုလေသီလရဲ့ဘာဝနာဟုတ်တယ်မလားဘယ်ဆရာတော်ဟောဒါနသီလဘာဝနာဆိုတာလွတ်လို့မရဘူးဟုတ်တယ်နော်ဟာဒါနမပါဘဲနဲ့တန်တရားကျင်လေလို့မရဘူးလားဒါနမပါရင်တန်တရားကျင်လေပဲမဲ့လို့အစာစရာနေစရာဝတ်စရာထိုင်စရာအကုန်ဒုက္ခရောက်တယ်ပထမဒါနပါတယ်မိန်နဲ့ဒါနမြတ်စွာဘုရားအလောင်းတော်တွေဟာပထမဆုံးပြုတာပါလေဒါနပဲဟုတ်တယ်မလားပထမဆုံးပါရမီ10ပါးမှာဘာဥတီဟောလဲဒါနပဲဟုတ်တယ်မလားဒါနမပါလို့ဘဝကိုကျင့်လဲပေးမယ်လို့ခရခစစ်တွေအများကြီးရှိတယ်ဒါနပါမှကျင့်လဲတဲ့နေရာမှာကောင်းကောင်းမွန်မွန်ကျင့်လဲလို့အောင်မြင်တယ်တဲ့နော်ဟုတ်ရဲ့လားဟုတ်တယ်နော်အခုလက်ရှိဘဝပြစ္ဆုတ်ပန်တဲတဲ့တွေမှာကြည့်လိုက်ချမ်းသာဆင်းရဲတာတွေလူဒန်းစားကွဲပြားနေတာတွေဘာကြောင့်လဲဒါနကြောင့်ဘယ်သူမပြုမိမိမူဟုတ်တယ်မလားဘဝတန်ត្រာကျင်လေနေရတဲ့ကမှာအိုတာအစနာရာအလဲသေးတာအဆုံးတက်တလုံးအားလုံးတွေ့ရမယ်ဟုတ်ရဲ့လားအိုရာရဲ့နာရာရဲ့သေးတယ်ဘယ်သူမှလွန်ဆန်လို့မရဘူးဒါကြောင့်ဒီဥစ္စာလေးကိုတန်ဝေကဖြစ်အောင်နေ့စဉ်ပွားမယ်လို့ပြောတာနော်အမြဲတမ်းကိုယ့်အကူထမင်းပဲချက်မီးပဲထိုးနောက်ဆုံးမီးဖို့ထိုးနေကြည့်လိုက်အခုဒီမှာမီးသေးတယ်တဲ့ဟုတ်တယ်နော်ဥစဉ်တော့ဘာမှမီးပြက်တယ်မီးပြက်တယ်ဟုတ်တယ်နော်မီးပြက်တယ်ဟုတ်တယ်မလားသေးပြီဆိုရင်လာပါဦးမလားမလာနိုင်တော့ဘူးပြက်တယ်ဆိုရင်ပြင်လို့ရတယ်လေဟုတ်တယ်မလားဟိုတနေ့ကနားမီးသေးသွားပြီမီးသေးသွားပြီဆိုဘယ်မှာမီးသေးသွားတယ်ဆိုလေဟုတ်တယ်မလားအခေါ်ဟောလေမီးပြက်တယ်ဆိုရင်ပြန်လာနိုင်တယ်မီးသေးသွားတယ်ဆိုရင်မလာနိုင်တော့ဘူးဟုတ်တယ်မလားဒီလိုလေးလေးဟုတ်တယ်မလားနော်အတွေးခေါ်ပိုင်းညံကိုရဲ့အုံနောက်ထဲမှာတွေးခေါ်ပြီးတော့စင်ញင်စဉ်းစားဘဝကိုရုန်းကန်မှာပြောတာနော်ဒါကြောင့်မီးသေးတာမဟုတ်ဘူးမိပါဖြစ်လေမီးပြက်တာဟုတ်တယ်နော်ဒါကြောင့်တဘာဝကြကြလေဟုတ်တယ်မလားဒါကြောင့်ဦးစင်းမှားရင်လည်းခွင့်လို့ပေါ့နော်ဟုတ်လားမှားသလားတော့မပြောတတ်ဘူးနော်ဒါကြောင့်မီးသည်သေးသွားတာမီးပြက်သွားတယ်မီးပြက်သွားတာဖြစ်တဲ့အတွက်အချိန်ကြာရင်ပြန်လာမှာဒါဆိုရင်လူတယောက်ပြက်သွားတာနဲ့သေးတာနဲ့ဟုတ်လားလူတယောက်ပြက်သွားတာနဲ့ဒီဟာအဲ့ဒီလူပျက်စီးသွားပြီအဲ့ဒီလူသေးသွားပြီအခေါ်ကကွဲနေတယ်တဘာဝကတော့အတူတူပဲမလားဟာအဲ့ဒီလူတယောက်ပျက်စီးသွားပြီလို့ပြောလိုက်တစ်ဖက်ကဘာသိလဲသူဟာသေးသွားပြီလို့အုံနောက်ထဲမှာမမြင်ဘူးလားအဲ့လိုမြင်တယ်နော်ဟာဟိုလူသေးသွားပြီဆိုရင်နောက်တစ်ဖက်ကဘာလဲသူအသက်မရှိတော့ဘူးဟုတ်တယ်မလားစင်ခဲ့စဉ်ကိုယ့်ရဲ့ညံမှာထင်ဖို့ကပြောတာနော်တမ္မာသင်္ကပ္ပကောင်းတာလေးတွေကြံဖို့နော်ကောင်းတာလေးတွေကောင်းတာလေးတွေတမ္မာသင်္ကပ္ပတွေးတာကြံတာမှတမ္မာဒိဋ္ဌိအမြင်မှန်လေးရမှာအဲ့ဒီလိုတမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်ရမှတမ္မာဝါယမအာထုတ်တာတွေကကောင်းမှာတမ္မာအာဇီဝအသက်မွေးဝမ်းကြောင်းတွေကောင်းလာမှာအဲ့ဒီအသက်မွေးဝမ်းကြောင်းတွေကတမ္မာဝါယမဆိုတဲ့အာထုတ်ယုံကန်တဲ့အခါမှာဒီနေ့ဒီချိန်ကအားစားပြီးတော့နိဗ္ဗာန်အထိမလုပ်မလဲယုံကန်နေရမှာမလားတမ္မာဝါယမမှန်ကန်နဲ့ယုံကန်မှကောင်းမြတ်မယ်တင့်တယ်မယ်အောင်မြင်မယ်ဟုတ်ရဲ့လားအေးဒါကြောင့်ခုနကြပြလေးပြန်ဆိုကြည့်လိုက်အောင်နော်အိုဖို့ရသုံးခုလုံးစက်လိုက်ရအိုဖို့ရလားဒုက္ခန္တာအိုရာသူအလုံးမအိုခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလုံးနာဖို့ရလားဒုက္ခန္တာနာရာသူအလုံးမနာခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလုံးသေဖို့ရလားဒုက္ခန္တာသေရာသူအလုံးမသေးခင်မှာကုသိုလ်ရှာအဲ့ဒါကိုအလုံးအိုနာသေးရာဤသုံးပြတဘာဝရဲ့အလုံးမှန်ရလားဒါကြောင့်တဘာဝရဲ့လုံငါသူလုံနေသလိုကိုယ်ကလည်းကိုယ့်အတွက်ကိုရအောင်လုပ်ပါလို့နော်ဒါကြောင့်ဒီတရားလေးကိုအိုရာနာရာသေးတာလေးကိုဆင်ញင်တာကိုကြည်ပြီးတော့ဘဝတစ်ခုအဆုံးမတတ်သေးခင်မှာ
တန်ဝေကဉာဏ်နဲ့ဖြစ်အောင်ကြည်ပြီးတော့ကုသိုလ်ကောင်းမှုဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဆိုတဲ့ကုသိုလ်တရားအလုံးကိုကြိုးစားအားထုတ်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းဒီယခုမွန်ပြည်နယ်ဟောက်ကြီးပါအယကာကြီးဦးတော်ဤ85နှစ်ပြည့်မြောက်ရာမင်္ဂလာရှိသောဝိနည်းအစေယကာတွင်ပြီးတော်တို့ကသစ္စာဓမ္မပူဇာဖြစ်သောဒါရသောအနာကုသိုလ်နိဗ္ဗာန်ကိုမြန်မာမပြုရသေးခင်ပြီးတော်တို့ဤဘဝရှိရေးဣထာရေးမှာဘေးမျိုးအတေဆိုရိုးဇကာတို့သည်မတွေ့မရှိငွေပါမကြံသာသာရာစင်ပြေလေးမန္တရာအောင်ရဲ့ဝါရပြောရှင်ကြီးအလုံးပါကိုကျော်ရင်းရဲ့မကြမ်းနာရခြင်းအသက်ခြင်းဆင်းလာခြင်းသံသာကြီးခြင်းပေါ်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းအကျိုးတရားအသာသာတို့ကိုပြည့်စုံလျက်မြတ်စွာဘုရား၏အဘိဓိနိုင်သောဘုရားနိုင်သောတောင်းချနိုင်သောအာသနာပြုပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များယနေ့ယခုလူဒန်းတည်းများသောတိတည်းများဝါများတည်းများနာကြတည်းများကုသိုလ်ကောင်းမှုသူတို့၏အဖို့ဘာကကိုသွန်ခဲ့သောနှစ်လများစွာကဘဝတစ်ခုယန္နာသုံးပါးကိုမြတ်မပြသက္ကတာတော်လောကင်းသေးလောကင်းဤဥဝိမြင့်တို့အားခြေဥစွာမြတ်မေတ္တာခြေဝေပါကုန်ယေစုကြီးမဘုရားဘွားယေစုကြီးမဒီဗနပါယေစုကြီးမဆရာသမားကိုသောနာအိဇောနာသာသောနာโอเคဥဝေမြင့်တို့နှင့်မြေအပ်မမြေအပ်နှစ်ရများစွာတဝါတို့သည်ပြီးတော်တို့၏ယနေ့ဝိနည်းမင်္ဂလာ15နှစ်ပြည့်မြောက်ရာဘုရားဒါယကကျောင်းဒါယကဥတောင်းဤပြုလန်းရသောသောတိရသောရပါစေကုန်သောအာလုံးသာကြတနာယူတော်မူကြပါကုန်သောသာဓုအာလုံးသာကြတနာယူတော်မူကြပါကုန်သောကျမ်းမာတော်ရာရှိကြသည်မန္တလာအောင်ဝမ်းမြောက်ကြွယ်ခြင်း၏တောင်းပန်ကြတာကြီးဆုံးတဲ့တရားသူအလုံးစုံရှိကြပါသည်